မင်္ဂလာပါရခိုင်ငပိတောင်ချူချူရှဲရှဲတွေကိုဝက်လက်နော်ဝက်လက်ရင်တပွဲဘယ်နဲ့တင်ရရခိုင်ချတာမဲတင်ဒီနေ့နေပြည်တော်ရောက်နေတာပေါ့နော်နေပြည်တော်မှာရောက်နေတဲ့ချိန်မှာ line ပေါ်မှာလေအရန်ကိုနာမည်ကြည့်ပြီးတော့ရခိုင်ငပိတောင်ချူချူရှဲရှဲတွေကိုထောင်းပြထဲပြစားပြပြီးတော့ကိုတိုင်းလည်းတရေယိုလို့ရောက်ရှိလာတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်တယ်အဲ့ဆိုင်လေးကတော့ရခိုင်မလေးရခိုင်တမင်းနဲ့မုတ်တိဆိုင်ပဲဖြစ်ပါတယ်ဒေသခံတွေရောနေပြီးတော့လာတဲ့ဧည့်သည်တွေတော့မများလဲလာပြီးတော့စားတောက်ကြသလိုရခိုင်မုတ်တိရခိုင်ပင်လယ်စာအရန်ရှားတဲ့နေပြီးတော့လို့နေရာမှာဒီလိုမျိုးရခိုင်စာစစ်ကိုလာပြီးတော့ဖွင့်လာပေးတာဆိုတော့မဲတင်တော့ကတော့အရန်အဆင်ပြေပါတယ်ထဲမှာဘိုင်းနေရဆိုချက်သရှို့ကြည့်အောင်ဒါပါလေချက်လေးနဲ့မမချက်ကလေးလားဟုတ်တယ်မမချက်နဲ့အာလူရခိုင်ချက်ချက်တာအဲ့လေးရတပွဲကျမဒီနေ့လာတာကျမရဲ့သဘောကျဲတပည့်တော်9ယောက်ပါတယ်တို့တော့ကျမမှားမှာဆိုတော့တနေရာသွားပြီဆိုရင်မမပဲမှာဆိုတော့ကျမမှာပေးတာတို့တော့ပို့စင်ပြီပဲတို့မှဘာတွေမှမသိလို့အဲ့ဆိုရင်ချင်းကားသီးနဲ့ပစုံနဲ့တပွဲဒါဟန်ပြောဘူးရှမ်းကြိုက်အပြောဘူးရခိုင်ချက်အဲ့ဒါတပွဲဒီချက်အာလူတပွဲခင်းနဲ့ထချဖို့ရှိသေးရဲ့ပြောတယ်အာမိုက်တယ်ပြီးတော့ဝက်လက်နော်ဝက်လက်ရင်တပွဲဟိုနောက်ကပါလဲဟိုကငလိတ်ကြော်လေးပါဟောငလိတ်ကြော်ကြော်အဲ့ဒါပါတပွဲချပြီနော်ဟုတ်ကဲ့ပါစားပွဲက9ပွဲဟုတ်ကဲ့ပါအင်းသားတီးကြော်ရေးဒါအရင်ရင်းမရှိသေးတယ်ဟုတ်လားဒီမှာအတိကောင်စားခြင်းနေတာအေးရိုးနေတာဒါပဲဒီဟာပဲအမလေးကောင်းလိုက်တာအေးအများကြီးလေးညက်ကောင်းလိုက်တာရှင်နေဖာစီအတန်နဲ့ကောင်းလိုက်တာအေးအပူငိမ့်နေတာဈေးကြီးတယ်ဒီမှာတော့မသိရအောင်မှာဈေးကြီးတယ်ပေါက်ပန်းမြစ်ပွဲအရင်ဟင်းနေနဲ့ဒီကျွန်မထမင်းကုန်ပါတယ်အရင်ဟင်းနဲ့ထမင်းနဲ့ပဲစားပြီးတော့အတိုင်းဘိုးမပေးပဲထွက်သွားလို့ရလားမသိငါပြောဘူးချက်ရလာကောင်းတော့အဲ့ဒါကျွန်မရဲ့အကြိုက်ဆုံးရင်းလေးပညာသီးနဲ့ရခိုင်နဲ့ချက်တာဘာလို့ပညာသီးနဲ့စုပ်ပုတ်ရနဲ့ချက်တာပညာသီးနဲ့ရခိုင်နဲ့ချက်တာဒါရခိုင်စားတောက်ဆိုင်ကြီးမှာပါစားရတယ်ခொနဲ့ငလိတ်ကြောက်ချက်ဟုတ်တော့ဟင်းနေအကုန်စားတာကောင်းတယ်လို့ပြောရင်အများအမြင်ကတ်တော့မှမသိဘူးနော်ဘယ်ကောင်းဒါဝက်လက်ဟိုနေလေးလည်းရဝက်လက်ပေါင်းလေးပြီးနေဘဲဥရခိုင်ချက်လေးပြီးတာမမချက်ကလေးအာလူးလေးနဲ့စီပြန်လေးချက်တာဒါဆိုကျမတို့ဘက်ကချက်တဲ့ပုံနဲ့တူတယ်ပုံကြီးနဲ့ဘက်ကချက်တာအဲ့လိုမျိုးချက်ကျမတော့ဝတ်ထားတာက body fit ကျမတော့ bike ပူတော့မှတင်တယ်မဖြစ်ချင်ဟုတ်ပါတခါလိုချက်တာမလားနူးလားဘဲဥကပုံမှန်ဆိုဘဲဥချင်းဟင်းပဲစားဘူးကလေဒီလိုချင်းဆက်လေးငါငနီးလူကြောင်လေးနဲ့ချက်တာဆိုတော့စားလို့ကောင်းတယ်ဆက်ရမ်းတယ်ဒါလေးကြိုက်တယ်ဒါလေးလဲစားမှာပြီးဆက်စားဖို့လောလောဆယ်ပကံရှိတာစားစီဘူးဒါလေးညရခိုင်ချက်ဒီကောင်းတာမြင်းခိုင်ချက်ရင်ကောင်းပါရဲ့စားလို့ရင်ကောင်းပါရဲ့没办法，干嘛去的？那不跟去了。哦，还有嘛？还有我到快点来。哎，我要给他嘛。哦，我是，我们这个不是刚我把我抓了他嘞，我没跑的，抓了他了，抓人你张成来啥嘞？你找他的哎不上，你找这那你拿的。ရတဲ့မျိုးနဲ့ပဲစားရတယ်။ရတဲ့မျိုးကစားပါကကြီးပြီ။ဆိုတော့အရန်ပူတဲ့ဒေတာမှာဖွင့်လာတဲ့ဆိုင်လေးတောင်မှအဲမှာပန်ကားလေးမဖွင့်လာတာမှလုံးဝအေးကြကြလေးရှိတယ်ပေါ့နော်ပြီးသွားတဲ့ခါကျရင်သူမိုးမဟုတ်တဲ့အတွက်ဒါစားတဲ့လူတွေကချွတ်တလီလူလည်းမဖြစ်ဘူးပြီးတော့အချိုပွဲတွေကလည်းအရန်ကောင်းပါရဲ့ဒါအချိုပွဲတွေဆိုရင်ဒါရခိုင်ဆိုင်ဒီမှာဆိုရင်ချပေးတဲ့အချိုပွဲလေးတွေကစားအရသာရှိတယ်ဆိုင်လေးကပတ်ရှင်းပြီးတော့ပြီးတော့စားသုံးတွေပေါ်ကိုဘလားတောင်စေတနာထားလဲဆိုတာအစားတောက်မှလည်းပေါ်လို့တို့ဆိုင်ရဲ့အပြင်စေနောက်ဝန်ထမ်းလေးတွေရဲ့ပေါ်ရွေမှုတိုင်ရှင်မလည်းအရောက်အင်မတန်မှပေါ်ရွေပြီးတော့စားတောက်ကိုဝါသနာပါပြီးတော့စေတနာအပြည့်ထားတာကိုလည်းမတင်တွေ့ရပါတယ်နေပြီးတော့ဒါဆို AR လမ်းမပေါ်တော့ဒီဘက်နည်းနည်းဘေးထဲဝင်နေတာဟုတ်အဲ့ရခိုင်မလေးချမင်းစားပြီးမှတင် location လေးချက်လို့နော်အဲ့ဒီမင်းစားကိုလာဖို့ဖိတ်ခေါ်ပါတယ်အရှမ်းစားကောင်းတော့ပါနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။လက်တည်နဲ့ကောင်းတဲ့စာမဲ့ဖွင့်နေမှာ page လေးကို like follow လေးလည်းလုပ်တာ။ဒါဒီဗီဒီယိုလေးကိုလည်းကြည့်ရှုပြီးတော့ကြိုက်တဲ့တက်တယ်ဆိုရင် like share ပြီးလည်းမဆပ်ပြီးပါအောင်လို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်။